ငယ်ချင်းနဲ့ဘီယာတောက်မလို့စင်ကာပူမြေကမ်းဘေး Brewers ဆိုင်ကိုချီတက်နေကြတာပါဒီဆိုင်မှာတော့ချက်ဘီယာမျိုးမျိုးမဲမျိုးစုံရပါတယ်မာထားတာတွေလည်းရောက်ပါပြီကျက်တွင်ကွင်းကျော်ပီဇာနဲ့ဘစ်ကယ်ရီတို့ဖြစ်ပါတယ်ဒီမဲသားဟင်းကတော့နူးညံ့ပြီးတော်တော်လေးစားကောင်းပါတယ်ဘီယာကမျိုးမယ်ဆုံးပေမဲ့၃မျိုးလောက်ပဲမြည်ပြီးဆက်မတောင်းနိုင်တော့ပါဘူးဆုံးလေးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်